မင်္ဂလာပါနော်ကျွန်တော်ဒီနေ့ monkey fish လုပ်တဲ့အကြောင်းလေးကိုဒီကြားပြသပေးမှာဖြစ်ပါတယ် monkey fish ဒီယနေ့သဲအိတ်တို့ကိုသဲပုံလုံးတွေကိုထည့်ပြီးလုပ်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကသဲအိတ်တို့ကိုသဲပုံလုံးလေးကိုဘယ်လိုပတ်မလဲနော်ဒီတိုင်းပတ်ပြီဆိုလို့ကျွန်တော်တို့ကြာရင်ကြာဝါနိုင်တယ်နော်အဲ့တော့အထောက်အကူပစ္စည်းလေးတစ်ခုဖြစ်တဲ့နော်တော့မှာတော့တန်ကြောက်ကိုဝရီလေး၄ကြောက်နဲ့စော်လိုက်ရုံပါပဲနော်ဒီမှာတော့တင်တဲ့ကြောက်ဖြစ်တဲ့အတွက်ကြောင့်နော်ဝါတူလေးတွေနဲ့တက်သားလေးကိုပြုလုပ်ထားပါတယ်ဒါလည်းယာယီပါပဲဂျားကန်ပစ္စည်းတွေနဲ့လုပ်ထားခြင်းဖြစ်ပါတယ်ကဲကောင်းပြီဒီထဲမှာသဲကိုထည့်ပါမယ်သူ့ရဲ့အလေးချိန်ဒီ350 ဂရမ်မကျော်သေးရပါဘူးနော်350 ဂရမ်မကျော်သေးရပါဘူးအဲ့တော့သဲပေါ်လုံးကိုဆရာတို့ဒီကြားတွေကိုညှက်ထည့်လိုက်အဲ့တော့သဲပေါ်လုံးကိုချောတယ်ရောပတ်လို့မရတယ်လက်နဲ့လည်းပတ်လို့ရတယ်လက်ပေါ်မှာတင်ပြီးပါတို့တော့လည်းပဲကြန့်ကြတဲ့လူကြောင့်သူ့ရဲ့အဲ့ဒါအရှိကနေနောက်ကိုပဲပတ်ပတ်နော်အနောက်ကနေအရှိကိုပဲပတ်ပတ်ဖတ်ချင်နေတဲ့ပတ်လို့ရပါပြပါမယ်နော်အရှိကနေနောက်ကိုပတ်မယ်တစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်6ပတ်9ပတ်လောက်ဆိုလုံလောက်ပါတယ်နော်အပတ်ရည်ဒီဘာနဲ့တွားပြီးတော့ညီလဲဆိုရင်အပတ်ရည်ဒီဘောလုံးပေါ်မှာတွားမူဒီပါတယ်နော်ဘောလုံးပေါ်မှာကျိုးပေါ်မှာတွားမူဒီပါကျိုးလုံးကြည့်ပြီဆိုအပတ်ရည်နေတော့ကျိုးလုံးသိရင်အပတ်ရည်ညာနော်ဆရာပြမယ်တစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်6ပတ်နောက်တစ်ပတ်ပါ9ပတ်အဲ့တော့အပေါ်9ပတ်နော်ဘေးလိုက်သူ့ဒီရကြည့်မယ်ဘေးလိုက်ကို9ပတ်ပတ်အပေါ်ကနေစတယ်တစ်ပတ်ကြည့်နော်တစ်ပတ်ဘေးလိုက်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်6ပတ်နောက်တစ်ပတ်ပဲကြာမှာတော့လေ9ပတ်ဟောဆရာတို့ပထမအပေါ်ပတ်တယ်ပြီးဘေးလိုက်9ပတ်ပတ်တယ်တစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်6ပတ်9ပတ်ပြီးအတွင်းနဲ့ကို6ပတ်သို့ဘို့9ပတ်ပတ်မှာဖြစ်ပါတယ်ကဲဒီပါဒီအောက်ရောက်သွားအတွင်းနဲ့ကိုဘယ်လိုသွားမလဲသူဂျားတွေကနေသွားပါမယ်ဒီဂျားတွေကနေသွားပါမယ်နော်ဂျားတွေကအတွင်းပတ်နော်လှည့်လိုက်ပါဒီအတွင်းနဲ့ပဲထပ်ပတ်မယ်အခုတပတ်ရှိသွားပြီနောက်ထပ်ကြည့်ပါဆွဲလှည့်လိုက်တယ်နော်သူ့ရဲ့ဘေးကနေဝင်မယ်ဒီဘေးကထိုးသူ့လမ်းကြောင်းတိုင်းပဲဘေးကလမ်းကြောင်းတိုင်းပဲ
ကြည့်နော်နောက်တစ်ပတ်သူ့လမ်းကြောင်းတိုင်းပဲဆွဲဟောသူ့လမ်းကြောင်းတွေသွားမယ်အတွင်းဒီဆွဲမယ်ကဲကောင်းပြီသုံးပတ်လောက်ဆိုကျွန်တော်တို့အားလုံးပြန်ထုတ်လိုက်ဆက်ပြီးတော့တက်တက်တာတာလုပ်လို့ရအောင်ဆွဲထုတ်လိုက်တာပါနှစ်ပတ်ရှိသွားပြီဒါသုံးပတ်ဆွဲမယ်သူ့လမ်းကြောင်းတိုင်းသုံးပတ်လေးပတ်နောက်သူ့လမ်းကြောင်းတိုင်းဘေးကိုကတ်လေးပတ်ဒီဘက်ပါ၅ပတ်ဒီဘက်ဟိုဘက်၄ပတ်ဆိုဒီဘက်၅ပတ်ဆွဲ၅ပတ်ဒီဘက်ဆို6ပတ်ဖြစ်သွားပြီအဲမှာဘာပစ္စည်းထည့်ထားလဲဆိုတာမသိအောင်ကာထားပါဖြစ်ပါတယ်။အော်နောက်တစ်ပတ်တစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်6ပတ်နောက်တစ်ပတ်ကျန်တော့တယ်နော်ဒီပါလေတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်6ပတ်နောက်တစ်ပတ်ပဲကျန်ပါတော့တယ်နော်ဇာတို့ထောက်ကူပစ္စည်းတစ်ခုဖြစ်တဲ့ဒူလေးနဲ့ချဲ့ပေးပါမယ်ချဲ့ပေးပြီးထဲကိုဝင်မှာဖြစ်ပါတယ်ဆွဲဟောခဏပတ်စီဖြစ်သွားပါဒါပါကြည့်ပါဘာလို့ရမလဲဆိုလို့ရှိရင်အချက်တော့ပါဖြစ်ပါတယ်ခြောင်တဲ့နေရာတွေလူဆရာတို့ဆွဲပြီးတော့အောက်ကိုကပ်ပါဖြစ်ပါတယ်ဆွဲကပ်ပါဆွဲကပ်ပါဆွဲကပ်ပါဟောဆွဲပြီးတော့တိုက်တာဟောဘယ်ဘက်လိုပါတော့လဲအဲ့တော့တစောက်ကိုဖြတ်ချင်ဖြတ်ပြီးတော့ပြီးဒီကောင်ကို ice spice နေထိုးလိုက်ပြီးဆိုလို့ရှိရင်ကောင်းဖို့ခံကန်တဲ့ monkey feeling တခုရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်